မြမယုံမြင့်တန်ကြားပြည်သူများရှင်သုံးလောကထွတ်တင်ဖျားရှင်မဟာတက္ကရီ103ခုနှစ်အကျုံကစုံလာပြည့်နေ့မှာတပ်ပင်ညူဖျားဖြစ်သူပွင့်တော်မူခဲ့ပြီးတရဝဝီနီယာတို့အား45ဝါပတ်လုံးတရားရည်အမြိုက်စီကိုတိုက်ကြွေးပြီးကြီးချွတ်တော်မူကမဟာတက္ကရီ148ခုနှစ်မှာမဟာပရိနိဗ္ဗာန်ဝင်ဆံတော်မူခဲ့ပါတယ်ကျွင်းကျင်ရတဲ့ဓာရုမွေတရီတတော်များမှာမပြုတ်ကွဲမပြက်စီပဲတရှိနေမဲ့အာတန်ပိဏတတော်ခုနှစ်စုတို့နဲ့စောတော်လေးစုလည်းပါဝင်ပါတယ်ဗုဒ္ဓမြတ်စောတော်လေးစုဟာအာတန်ပိဏမပြုတ်ကွဲမပြက်စီနိုင်တဲ့တတော်ဖြစ်သည်နဲ့အညီအောက်လက်ရာစောတော်မြတ်တစုသည်တော်ရင်သာ၌၎င်းအထက်လက်ရာစောတော်မြတ်တစုသည်နဂါပြည်၌၎င်းအထက်လက်ဝဲစောတော်မြတ်တစုသည်ကန္နာယတိုင်းအခုအခါပါကစ္စတန်ပြည်မှတဆင်ကန္နာလက်ရတရုတ်ပြည်၌၎င်းအောက်လက်ဝဲစောတော်မြတ်တစုသည်ကလင်္ကာတိုင်းဒန္နာပူရပြည်မှတဆင်တိရိလင်္ကာနိုင်ငံ၌၎င်းကိန်းဝန်ဆံပေတော်မူလျက်ရှိကြပါသည်ပြည်အောင်စုသမရမြန်မာနိုင်ငံတော်နဲ့တရုတ်ပြည်သူသမရနိုင်ငံတို့နှစ်နိုင်ငံချစ်ကြည်ရေးအစီအစဉ်အရပြည်သူလူထုဖူးမြော်ကြီးညိုနိုင်ငံအတွင်းမြန်မာနိုင်ငံသို့နှစ်ကြိမ်တိုင်ဒေသစာရီကြွချီတော်မူခဲ့ပါတယ်။တရုတ်ပြည်သူသမရနိုင်ငံပီကင်းမြို့ဒါကိုဘဘုရားကျောင်းမှာကိန်းဝန်ဆံပေတော်မူတဲ့ဆွေတော်မြတ်ဟာဗုဒ္ဓဘုရားရှင်ရဲ့အထက်လက်ဝဲဆွေတော်မြတ်မွေးတရီတော်ပဲဖြစ်ပါတယ်။1994ခုနှစ်မှာပထမအကြိမ်1996ခုနှစ်မှာဒုတိယအကြိမ်ဖြင့်ပြင်ဆောင်ခဲ့ပြီးတော့45ရက်တိုင်ဖူးမြော်ကြီးညိုစေခဲ့ပါတယ်။ဒီလိုဖူးမြော်ကြီးညိုပူဇော်ခံခဲ့ရမှာဗုဒ္ဓမြတ်ဆွေတော်ကိုမြန်မာနိုင်ငံသားတို့ရဲ့အစဉ်ထာဝရတရားရည်စုဖူးမြော်ကြီးညိုနိုင်စေရန်ဗုဒ္ဓမြတ်ဆွေတော်နဲ့အရွယ်တူစောရဘွားနှစ်စုကိုပြုလုပ်ပြီးတော့စောရမြတ်စီနဲ့အတူဖူးမြော်ကြီးညိုပူဇော်စေခဲ့ပါတယ်။ပူဇော်မှုကိုခံယူခဲ့တဲ့စောရဘွားနှစ်စုကိုစောရမြတ်စီတော်များဖြင့်ရန်ကုန်မြို့မှာတစုနဲ့မန္တလေးမြို့မှာတစုတီထောင်ကိုကွယ်တော်မူခဲ့ပါတယ်။ရန်ကုန်မြို့မှာတီထောင်တော်မူခဲ့တဲ့စောရမြတ်စီတော်ကိုမြင်းကုန်းမြို့နဲ့ဓမ္မပါလာကုန်းမြေမှာတီထောင်တော်မူခဲ့ပါတယ်။စောရမြတ်စီနှစ်စုကိုညံတော်အမြင့်108တောင်ရှိပကံခေအာနန္ဒပုံတော်မှာရွှေတကုံပုံတော်ဇေဒီအထွတ်တင်ပြီးတော့တိဆောက်ရန်သတ်မှတ်ခဲ့ကြပြီးနဝမင်္ဂလာကမ္မဟုတဲ့မင်္ဂလာတရင်ခန္ဓာ9မျိုးနဲ့မင်္ဂလာတော်ချိန်များမှာပြည့်စုံစွာဆောင်ရွက်ခဲ့ကြပါတယ်။ပရိကံမမြေတန့်စင်မင်္ဂလာခန္ဓာကို1994ခုနှစ်ဒီဇင်ဘာလ26ရက်မှာ၎င်းပနတ်တော်တင်တွင်းတော်ဝင်မင်္ဂလာခန္ဓာကို1995ခုနှစ်ဇန်နဝါရီလ15ရက်နေ့မှာ၎င်းအုံမြင့်တော်စီမင်္ဂလာခန္ဓာကို1995ခုနှစ်ဖေဖော်ဝါရီလ15ရက်နေ့မှာ၎င်းတတဌာနမူလဌာပနာတော်သွင်းမင်္ဂလာခန္ဓာကို1996ခုနှစ်ဩဂုတ်လ4ရက်နေ့မှာ၎င်းအလဲဌာပနာတော်သွင်းတဲ့ပန်းလယ်တိုင်းစိုက်ထူခြင်းမင်္ဂလာခန္ဓာကို1996ခုနှစ်ဩဂုတ်လ30ရက်နေ့မှာ၎င်းအထက်ဌာပနာတော်သွင်းမင်္ဂလာခန္ဓာကို1996ခုနှစ်နိုဝင်ဘာလ22ရက်နေ့မှာ၎င်းရွှေထီးတော်တင်မင်္ဂလာခန္ဓာကို1996ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာ၎င်းရွှေကြသင်္ကန်းကလူပွဲမင်္ဂလာခန္ဓာကို1996ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာ၎င်းဗုဒ္ဓပိဋကအနေကစားတင်မင်္ဂလာခန္ဓာကို1996ခုနှစ်နိုဝင်ဘာလ25ရက်နေ့မှာ၎င်းကျင်းပပြုလုပ်ပြီးတော့ဇေဒီတော်တည်ထားခြင်းဆင့်စင်သောမင်္ဂလာများပြီးစီးအောင်မြင်ခဲ့ပါတယ်။နိုင်ငံတော်တန်ခါမဟာနိုင်ငံကဖွဲ့ကရွေးချယ်ပေးထားတဲ့ဩဝါဒစရိယဆရာတော်ကြီးများရဲ့ဩဝါဒနဲ့ညီဇေဒီတော်တည်ထားရာနိုင်ငံတော်ဆိုရရဲ့လက်ညှိုးမှုကိုခံယူပြီးတော့ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ဝန်ကြီးဌာနများအင်ဂျင်နီယာများဘိသုကပညာရှင်များမြန်မာမှုပညာရှင်များပဒိန်ပပဲပဒင်ပပူပဘိုးပကြီးပန်းယွန်ပန်းတော်ပန်းတမောပယံပညာရှင်များပါဝင်နိုင်ငံတော်တဝန်လုံးမှစေတနာရှင်အလှရှင်တည်တည်နဲ့တကွလူဝါလှရှင်များမှမကျန်ရရက်တော်ကုသိုလ်စေတနာရှင်များစွာပါဝင်ခဲ့ပါတယ်1998ခုနှစ်ဇန်နဝါရီလ18ရက်နေ့ကစပြီးတော့ဩဝါဒခံယူဆရာတော်ကြီးတွေဩဝါဒခံယူတာသာသနာ့ဝန်ထမ်းခံထားပြီးတော့ဥဒ္ဓမတာဝန်ထမ်းဆောင်နေပါတယ်ဆွေရမြစီတီတော်တည်ထားကိုကိုတဲ့အခါမှာနိုင်ငံတော်တန်ခါနာကဘဥက္ကဋ္ဌညွှန်ကြားချက်နဲ့အတူဆရာတော်ဗရဏတတိယဆရာတော်ဖျားကြီးကနေပြီးတော့ကြီးကြပ်ပြီးတော့မြမရိုးရာရှေ့ထုံးဆင်လာမပြတ်ခေတ်ဆက်ဆက်လက်ခံယုံကြည်လိုက်နာခဲ့ကြတဲ့
ပကံခက်စကိုင်းခက်ပင်းရခက်အင်းဝခက်ကုန်းမောင်ခက်သာသနာဝန်ကျမ်းအင်းဝခက်ရှိုးမဲ့ဆရာတော်ဘုရားကြီးနဲ့တောင်ဖီလာဆရာတော်တို့ဤထာမရာဘုံကျမ်းကုန်းမောင်ခက်ပိတုကံကျမ်းနဲ့တတ္တရူပကဝိကာတိနိကျမ်းလူလာရဲခက်မြမရိုးရာပရိမာသိပ္ပံမုဒ္ဒရာကျမ်းစသောကျမ်းဂန်စာပေများနဲ့အညီနဝကာမမင်္ဂလာများနဲ့အညီတည်ထားကိုယ်ဝယ်ခဲ့ပါတယ်ကောဘကအဖွဲ့ဝင်ဘာလို့ခုနှစ်ဦးရှိပါတယ်ဒီဝန်ထမ်းအင်အားကတော့62ဦးရှိပါတယ်62ဦးနဲ့ဒါတွေနဲ့အဘတို့ထိမ့်သိမ်းထားပါတယ်ဖခင်ကြီးကိုဌာနကြီး9ခုနဲ့အဘတို့ဒီမစီငါခုံကွက်ပြီးတော့မှထိမ့်သိမ်းအုပ်ချုပ်နေပါတယ်နံပါတ်1ကဝန်ထမ်းရေးဌာနနံပါတ်2ကလူညွှန်ရေးဌာနနံပါတ်3ကလုပ်ငန်းရေးဌာနနံပါတ်4ကပြည်စည်းရေးဌာနနံပါတ်5ကဗန္ဒာရေးနဲ့ငွေစင်းရေးဌာနဆိုတော့ဌာနကြီး9ခုနဲ့အဘတို့ဝန်ထမ်းရေး62ဦးနဲ့အဘတို့ထိမ့်သိမ်းပြီးတော့ဆောင်ရွက်နေပါတယ်ရန်ကုန်မြို့မှာတည်ထောင်ကိုယ်ွယ်တဲ့ဆော်ရမြတ်စီရီတော်ကြီးကိုမြန်ကုန်းမြို့နယ်ဓမ္မပါလာကုန်းပြည်ပေါ်မှာတည်ထောင်ကိုယ်ွယ်ပါတယ်။ဆော်ရမြတ်စီရီဝင်တွင်ဝင်လာမယ်ဆိုရင်ဘယ်ဘက်ချမ်းမှာစားတောင်းဆိုင်ကမ်းများနဲ့ဈေးဆိုင်ကမ်းများကိုတွေ့ရမှာဖြစ်ပြီးတော့ညာဘက်ချမ်းမှာတော့ကျယ်ဝန်းလာတဲ့ဖျားဘူးကားများရန်နာနိုင်အောင်ကားရန်နာရနေရာကိုတွေ့ရမှာဖြစ်ပါတယ်။ရှစ်ဆက်ပြောရှောက်လိုက်မယ်ဆိုရင်ဖျားဘူးပြည်သူများနားနေနိုင်အောင်ဇရက်တစ်ခုရှိပါတယ်။ဇရက်နဲ့ကလျက်ရှိတာကတော့ဘော်ရီညောင်မင်းဖြစ်ပြီးတော့လမ်းရညာဘက်နဲ့ဘယ်ဘက်နှစ်ဖက်စလုံးမှာတပင်စီစိုက်ပြိုးထားပါတယ်။ဘယ်ဘက်ချမ်းမှာတော့ဆော်ရမြတ်စီတော်ကြီးကိုရွှေသင်္ကန်းကလူလူနန်းနိုင်ရန်ထားရှိထားပါတယ်။ဆော်ရမြတ်စီတော်ကြီးမှာမြန်မာမှုအမှုပညာမျိုးစားစတက်မျိုးပါဝင်တာကြောင့်မြန်မာလူမျိုးများရဲ့ဂုဏ်ကိုဖော်ညွှန်းပြသလိုနေပါတယ်။ပယံအမှုပညာကတော့မြန်မာမှုအမှုပညာသမိုင်းစင်လာရသတ်မှတ်ရပါတော့လေ။အုံမြင့်ချတီမှာစပြီးတော့အဆောက်အုံခိုင်မာကြီးပေါ်ပေါက်လာတဲ့အထိပယံလုပ်ငန်းပယံအမှုပညာဖြစ်ပါတယ်။ဆော်ရမြတ်စီရီမှာပါဝင်တဲ့မြန်မာမှုစိတ်ပိုင်းမှာများပြားလာတဲ့အတွင်းအပိုင်းကြီး9ပိုင်းတက်မှတ်ကတပိုင်းချင်းလိုက်ပါဝင်တဲ့မြန်မာမှုလက်ရာသေးစိတ်များကိုတင်ပြပါမယ်။မဟာယန်တတိုင်းကြီးကတော့အုတ်တိုင်ပေါင်းတိုင်20ပါဝင်ပြီးတော့3ပေပတ်လဲ6တိုင်5ပေပတ်လဲ12တိုင်နဲ့9ပေပတ်လဲ2တိုင်စီပါဝင်ပြီးမဟာယန်တတိုင်းကြီးရဲ့အမြင့်9ပေနဲ့မြေထိန်နိုင်ရန်မြက်ခင်းပေါ်မှာရှိပြီးတော့ပေပေါင်း1983ပေရှိလျားပါတယ်။